လူတယောက်ကိုတီးဖို့အချိန်ကြာကြီးပေါင်းတင်ဖို့မလိုပါဘူးစကားပြောတဲ့ပုံစံတုံ့ပြန်ပုံနဲ့သူပြောတဲ့အကြောင်းအရာတွေကနေအကျင့်စရိုက်ကိုအတိုင်းအတာတစ်ခုအထိသိနိုင်ပါတယ်တစ်သူများအကြောင်းဘယ်လိုပြောလဲသူများအကြောင်းကိုအမြဲပြစ်တင်အတင်းဖြင်းပြောနေတတ်ရင်သူ့ရဲ့အတွေးမြင်ကိုခံမှန်းနိုင်ပါတယ်နှစ်ကိုအကြောင်းပဲအမြဲပြောလားစကားဝိုင်းတိုင်းမှာကို့အကြောင်းပဲပြောပြီးတစ်ဖက်လူကိုနားမထောင်ရင်ကိုအလွန်အာရုံစိုက်တတ်သူဖြစ်နိုင်ပါတယ်သုံးမတူညီတဲ့အမြင်ကိုဘယ်လိုတုံ့ပြန်လဲကို့အမြင်နဲ့မတူတာကိုဒေါသထွက်တာလားအေးစစ်စစ်နားထောင်နိုင်တာလားဆိုတာကသူ့ရဲ့ယဉ်ကျေးမှုကိုပြပါတယ်လေးအမှားအတွက်တာဝန်ယူလားကိုမားတာကိုဝန်ခံနိုင်လားအမြဲသူများကိုပဲအပြစ်တင်လားဆိုတာသတိထားကြည့်ပါငါဝန်ဆောင်မှုပေးသူတွေကိုဘယ်လိုဆက်ဆံလဲစပွဲတို့ဝန်ထမ်းတွေလိုကိုထက်အာဏာနည်းတဲ့သူတွေနဲ့ဆက်ဆံပုံကသူ့ရဲ့အကျင့်စရိုက်ကိုပိုမြင်သာစေနိုင်ပါတယ်6ကိုစကားကိုနားထောင်ပေးလားကိုပြောတာကိုဖျက်ပြောတာလားအာယုံဆိုင်နားထောင်ပြီးပြန်မေးလာလားဆိုတာကသူ့ရဲ့လေးစားမှုနဲ့ဆက်ဆံရေးပုံစံကိုပြပါတယ်9စကားနဲ့လောက်ရက်ကိုက်ညီလားငါကဒီလိုလူပါလို့ပြောတာထက်သူ့ရဲ့လောက်ရက်တွေကိုပိုယုံပါစကားနဲ့လောက်ရက်ကိုက်ညီတဲ့သူကပိုယုံကြည်ရပါတယ်ဒါပေမဲ့စကားပြောတာတစ်ချိန်နဲ့လူတစ်ယောက်ရဲ့အကျင့်စရိုက်ကိုအပြည့်အဝမဆုံးဖြတ်သင့်ပါဘူးအချိန်ကြာလာတာနဲ့အမျှသူ့ရဲ့စကားလုံးရက်နဲ့တုံ့ပြန်ပုံတွေကိုပေါင်းစပ်ကြည့်မှပုံမှန်ကန်တဲ့အမြင်ရနိုင်ပါတယ်ဒီလိုလူမှုဆက်ဆံရေးနဲ့ဘဝအတွက်အသုံးဝင်တဲ့အကြောင်းအရာတွေကိုဆက်ကြည့်ကြနေဆိုရင် channel ကို like subscribe လုပ်ထားပေးပါနောက်ထပ်ဗီဒီယိုကောင်းတွေမှာပြန်တွေ့ကြမယ်နော်